ရဲကြီးရှစ်ထနံပါတ်1ငရဲကသိန်းစိုးငရဲတဲ့။ဘာငရဲတဲ့လဲ။နံပါတ်2ကကာလသုတ်တဲ့။နံပါတ်2ကဘာတဲ့လဲ။နံပါတ်3ကသံဃာတငရဲ။နံပါတ်3ကဘာတဲ့လဲ။နံပါတ်4ကရောရူဝငရဲတဲ့။နံပါတ်4ကနံပါတ်5ကမဟာရောရူဝ။နံပါတ်5ကနံပါတ်6ကတာပါဏတဲ့။နံပါတ်6ကဘာလဲလဲနံပါတ်9ကမဟာတာပါဏနံပါတ်9ကနံပါတ်10ကအဝီစီနံပါတ်10ကဘာလဲလဲငရဲကြီးဘဏ္ဍထငရဲကြီးရှစ်ထကိုဘိဓိပိသပေါင်းတော်ကောင်းလို့အရှင်တိုင်းမှတ်ပါနံပါတ်1သိန်းစိုးငရဲကစဘယ်ငရဲကစအဲ့ဒီတော့ဘိဓိငရဲရှစ်ထကိုတထချင်းကိုမရှိတဲ့မြောင်ကြည့်လိုက်အထလေးလေးတွေကြည့်အဲ့ဒီငရဲရှစ်ထမှာလည်းပဲတထလည်းနဲ့ငရဲတထမှာအရှိအနောက်တောင်မြောက်အရ၄မျက်နှာရှိအရဘယ်နဲ့မျက်နှာကဲဘုန်းကြီးတို့မိသားကပြောရတာခက်ပါတယ်ကဲကျွန်းတက်တာကြီးကြည့်လိုက်၄တောင်ကျွန်းတက်တာကြီးအဲ့ဒီကျွန်းတက်တာကြီးကိုငရဲဘုံလို့ကြည့်လိုက်သိန်းစိုးငရဲဘာငရဲလဲအဲ့၄မျက်နှာရှိတဲ့ကျွန်းတက်တာကြီးရဲ့အရှိဘက်မျက်နှာအနောက်ဘက်မျက်နှာတောင်ဘက်မျက်နှာမြောက်ဘက်မျက်နှာ၄မျက်နှာမှာလည်းပဲငရဲငယ်လေးတွေ၅ခုစီရှိတယ်ငရဲငယ်တွေဘယ်နှခုရှိလဲတမျက်နှာလည်းအထလိုက်ငရဲဘုံလေး၅ဘုံရှိသေးတယ်ဘာငရဲတွေတုံးဆိုပင်ဘုံငရဲတဲ့ဘာငရဲတဲ့နောက်တက်ကနံပါတ်2ကပြာမှုငရဲတဲ့ဘာငရဲတဲ့လေနံပါတ်3ကလက်မှန်တော်ငရဲတဲ့နံပါတ်3ကနံပါတ်4ကတန်လျက်ရွက်တော်ငရဲတဲ့နံပါတ်4ပြောနံပါတ်5ကကျိန်ပိုက်ချောင်းငရဲဘာငရဲတဲ့တမျက်နှာလည်းငရဲငယ်5ခုရှိတယ်တမျက်နှာလည်း4မျက်နှာဆိုတော့5လေးလီကဲငရဲတထမှာငရဲအငယ်လေးတွေ20ရှိတယ်ငရဲကြီးတဲ့ငရဲလေးတဲ့ဘုန်းကြီးတို့လူတွေနောက်ပြီးတော့ပြောတဲ့စကားရှိပါတယ်ဟဲငရဲကြီးလေးနဲ့ငရဲကြီးလေးပဲလို့ငရဲကြီးငရဲလေးနိုင်တယ်မပြောဘူးလားအဲ့ဒီပြောတာမကြားဘူးလားငရဲကြီးရင်ပါလေအဲ့ငရဲလေးတွေလည်းရှိတယ်ပြေးတိုင်းငရဲခံရမယ်ဘုံ၅ဘုံတွေရှိတယ်၅တက်ရှိတယ်အဲ့တော့တထမှာ20တထမှာဘယ်လောက်လဲရှစ်ထမှာဆိုတော့ငရဲအငယ်ဘယ်လောက်ရှိလဲ160ဘယ်လောက်ရှိလဲဒီတန်းငရဲရောက်သွားပြီဆိုရင်ပြန်တက်လာဖို့မလွယ်ဘူးဆိုတာအဲ့ဒါပဲလှည့်ပြီးခံရအဲ့ဒီမှာဝင်လို့ပြတာကဲစဉ်းစားကြည့်အဲ့တော့ဒီငရဲဘုံတွေမှာဝင်လို့ပြတာတမျက်နှာလည်း၅ခုဆိုတော့အားလုံးရှစ်ထမှာဆိုလို့ရှိရင်160